ကြည့်လို့လာမေးတာဆိုလို့ရှိရင်တော့မချွေးမချမ်းပဲနဲ့နေကံကိုဟောပေးလိုက်ပဲဗျာလူမှုရေးလားဟိုပညာရေးလားစီးပွားရေးလားဘာသိချင်တာလဲပြော ဆရာပြောတာတခုမှမဟုတ်ဘူး အဲ့ဒီလိုကိုဖြစ်နေရဟိုမဟုတ်ဘူးလေဟိုဆရာပြောတဲ့အထဲထဲမှာဟိုစီးပွားရေးရယ်ဟိုမိသားစုရေးရယ်ပညာရေးရယ်အကုန်ပါနေပြီလေဘာကြံသေးလို့တော့ ကြံသေးတယ်ဆရာရဲ့ဟိုအိမ်အောင်ကြီးမပါသေးဘူးလေဆရာရဲ့ ဟုတ်တယ်ဟိုဆရာကလေအိမ်အောင်ရေးကိုမိသားစုရေးထဲထည့်လိုက်လို့အဲ့လိုဖြစ်သွားတာနေစမ်းမအောင်အိမ်အောင်ရေးကဘာဖြစ်လို့လဲဟိုအိမ်အောင်ရှင်ကနေပြီးတော့စိတ်ပြက်ပြီးတော့နှိပ်စက်နေလို့လား အော်မဟုတ်သေးဘူးဆရာရဲ့ဟုတ်တော့ဟုတ်တယ်ဆရာဟိုနည်းနည်းလေးများသွားလို့ ဟောများသွားလို့နည်းနည်းပြန်လျှော့ ဟုတ်သမီးခင်မော်လေးကိုတေချာကြည့်စမ်းပါဆရာရဲ့သမီးပုံစံလေအိမ်အောင်သေးပုံများပေါက်နေလို့လားဆရာရဲ့အပြူရှင်အပြူမလေးရှင်ဘိုတော်မလုံးဝမတန်ဘူးသေးတဲ့အပြူစစ်စစ် ဆရာလေဦးရီယောကိုတေချာအကဲမခတ်လိုက်လို့နည်းနည်းကြံသွားတာ အဲ့ဒီဖူးစာရှင်မရှိသေးတဲ့ကိစ္စအတွက်နဲ့ပဲလေဟိုဆရာကြီးကိုသမီးခင်မော်လေးကလာခဲ့တာဆရာရဲ့ သိတယ်သိနေတယ်ဟိုသမီးအတွက်နဲ့ပတ်သက်ပြီးဖူးစာရှင်ကိုကြည့်လိုက်တဲ့အခါကျတော့ဒီကဘာမှာတော့မရှိတော့တဲ့သဘောသွားတွေ့ရတယ်ဗျာ ဒီဘာမှမရှိဘူး ဟုတ်တယ် ဟာဟိုအဲ့ဒါဆိုလို့ရှိရင်ဟိုသမီးရဲ့ဖူးစာရှင်ကအစစ်ကြီးကဘာပေါ့နော်ဟိုအစစ်ကြီးဖူးစာရှင်နဲ့တွေ့မယ်ဆိုတဲ့သဘောပေါ့ဟုတ်လားယင်းဆရာ ဆိုပါတော့ အဲ့ဒါဆိုလဲဆရာရဲ့ဟိုအဲ့ဒီအစစ်ကြီးဖူးစာရှင်နဲ့လေအမြင်ဆုံးစုံပြအောင်ဟိုရေဒီကလေးပါလေရောခြေလို့မရဘူးလား ရတယ်သိရတာပဲဟိုဘယ်လောက်ထိရတယ်လဲဆိုလို့ရှိရင်ရေရကြီးကောင်းကောင်းပြင်တေးသေးချာချာပဲနဲ့ချိန်ပြလိုက် အချီပါဘူးဆရာရဲ့ဖူးစာရှင်နဲ့သာတွေ့မယ်ဆိုလို့ကတော့လေရေဒီကဘယ်လောက်ကိုလက်တော့ပြလိုက်ပါ ကြိုက်တယ်အဲ့ဒါမျိုးကိုကြိုက်တာဒီလိုပုံကိုမျိုးဆရာစောင့်နေတာကြာပြီဟိုဖူးစာဆိုတဲ့ဥစ္စာလေကက်ကင်းရိုက်အောင်အဲ့ဒါမှရမြန်တာဒီတော့ဖူးစာကိုကက်ကင်းရိုက်ကိုဖူးဆိုဖူးစာဖူးစာကိုကက်ကင်း 哦，我要那个哩菩萨爬树。 အေးဘာမသေးဘူးလေဟို 我菩萨好干净一个爬树好啥哩？ အဲ့တော့ကြီးမရဘူးဟိုဖူးဆိုတာကပပပမကြားတာပါလေဆူဆိုတာကဆဆဇဇညာအင်္ဂါအဲ့ဒါကိုကင်းပြရိုက်စာလုံးနဲ့ကြားတာပါလေ 哦，都好比，哎，说的是应该啥啥是怎样？哎，在那边呀，爸爸爸妈，哎呦，应该啥啥是怎样？提升了啥耶？在那边爸爸爸妈提升了大耶，帮来到啥帮？ ကျော်ဟိုမလေးအဲ့တော့ကြီးမရောက်နဲ့လေလူရင်းအသိရောက်သွားတယ် ဒီလေဟိုဆရာပဲဟိုအင်္ဂါနဲ့ဂျာတာပရီကိုကတ်ကင်းရိုက်မယ်ဆိုလို့ ဟုတ်တယ်ဟိုဒါမှဒီလိုလုပ်ရမှာသမီးဟိုဘာလဲဆိုတော့တို့ဆဆဇညာကစွန်ဟိုပပမမကဒုတိယအလုံးကိုယူလိုက်ဖောက်ထုတ်ဖြတ်အဲ့ဒီစွန်ကိုဖြတ်လိုက်လို့ရှိရင်ကက်ကင်းရိုက်ပြီးသားဖြစ်ရော အာဆရာရေရလေဘာမှလည်းမသိဘူး ဟိုဒီလိုလေးသမီးရဲ့ဟိုစွန်ကိုငါသမီးကကွင်းထဲမှာသွားလှောက်စွန်လဲအပေါ်တက်သွားပြီးတဲ့အခါကျတော့အောက်ကနေဖြတ်ပြီးတော့လှောက်လိုက်တော့ မဟုတ်သေးတာဆရာလေဟိုတမီးကဖူးစာရှင်လို့ကျင်တာလေဆရာဟာအစာတွေကဖြတ်နေကြရဲဆိုတော့ဇလန်းရမမိုက်ပါဘူး လူရင်းမရောက်သေးဘူးလေသမီးရဲ့နည်းနည်းသိကြီးခံပါဆန္ဒမစိုးပါနဲ့အဲ့ဒီဖြတ်ပြီးတော့လွတ်လိုက်တဲ့စွန်ကလေးလွင်သွားတဲ့နောက်ကိုသမီးကတောက်လျှောက်လိုက်သွားမယ်အဲ့ဒီစွန်ကျသွားတဲ့နေရာမှာတွေ့တဲ့လူဟာသမီးရဲ့ဖူးစာရှင်အစ်စ်ပဲဗျာ တကယ် ရှယ်ရီယာရဲ့စဝမ်ချာကတော့ကောင်းဆုံးပြီးတော့တာပဲ
ဟုတ်ပါဖူးစားရှင်လက်ထဲကိုတန်းရောက်သွားတော့တာပဲထုံမောင်နဲ့ချစ်စရာကြီးညချစ်စရာကြီးဘီဘီလီအဲ့ဆောင်လေးကိုကောက်ပေးအကျေးဇူးနော်ဒိုးစီကိုအဲ့ဆောင်လေးယူလာပေးလို့ရမလားဘီရီစီအဆောအချက်ကတော့တိုင်းကိုတင်းရတူတော့တာပဲThank you, no, baby Lee. Don't let me, Ali. Kim Molly, baby Lee, let me out. Below calling. Baby Lee, Ali. Me, I'm a chairman. No, I don't chase on council in Chino, Malano. Listen. Challenge your one. Do a properly to a giant to Allah. I'm giving you a do a little nature, little nature to report. I saw to a baby you. I like you in it. Do you? Oh. Amomida ye, Tamisa Mela. Genial. Come here, young man. Huh? That's not the A. Huh? Come here, you know, like, whole town teacher, man. Cobra. Okay, Master. The Cobra. Jamali. Oh, Jamali. Jamali makes it go last. Yeah. How? Come here, Mason. Okay, how? Do that. Oh, Holly. Jamali, who she didn't win on like, who she society to any more with her. Ella, Jamali makes it. I see now. Who the hell? Oh, they don't. Hey, but what you don't know? You know what? I see Miss Sweet. I see the original channel. My young lady. Who did? Oh, what? He know what you want. I see. Oh, yes, sir. Now, doing it, I may say, do that. Okay,ဘာလို့ရှိကိုတွေ့ကြမှာလဲအမလေးဖြစ်ရုပ်ကဖြစ်နေငါဖောင်ရုပ်ဝါရှော့ထားတဲ့ရုပ်နဲ့ညာခေါ်လာသေးတယ်ဒီမှာသူများကိုမှုချိုးမြချိုးပြောချင်တဲ့လူကကိုလည်းပြန်ကြည့်အောင်ညဘယ်လိုလဲကျမခင်မော်လီရှစ်ခင်မော်လီအော်စင်ဘော်ဒီတဲ့လိုက်တယ်လိုက်တယ်လေခဏပေါ်နဲ့ရုပ်နဲ့အတန်းနဲ့နာမည်နဲ့ဖတ်ကြည့်ပဲဘာလို့စင်ဘော်လီကမလဲခင်မော်လီအော်ခင်မော်လီဖင်ဘော်ဒီ我是沙包里问来啊，我是干的小狗，好了，现在怎么没事有靠看的，把给在打又靠来了嘞，哈，小狗片，他们没表的嘞，哎，那我一种问话的，把他妈弄出来了，哎，就是了，他们没就说，都靠来了呗。哦，好的啊，怎么有人怎么还没说嘞？这说呀，来沙包里啊，买啥酒吧拉比的，这个就是酒吧球场里用后，他们里他们看你要啥的手，啊我喂，他们表那个，玻璃呀长到，酒吧烂了，哦，你
ပြီအဲ့ဒါကျွန်တော်တို့အရင်သားဒီလားခင်ဗျားရှာနေတဲ့လူကနော်ကိုတုံးလုံးတီးနဲ့နော်ဘော်ဒီတောင်းဆိုတာကြောက်ပဲဗျကြောက်တည်းရှိတယ် မဟုတ်တာရှင်ကျမရှာနေရှင်းလိုမျိုးလေမိုးချုပ်ပြထားတဲ့ရုံနဲ့မဟုတ်ဘူးရှင်အပြန်စားအလန်းစားမနည်းအောင်ကျမနဲ့တွေ့သေးတာ ဟိုတော့ကပါပဲဗျာမရှိပါဘူးလို့ပြောနေတယ် အော်ရှိပါတယ်ဆိုကျမနဲ့ဟောဒီချန်နေပါလေကျမတော့ဟောဒီလိုလေတို့သွားသေးတယ် အေးသိပြောချင်ခဏဆောင်ရေသွားချိုးလိုက်အောင်မယ် အော်ကျမဘာကိစ္စရှင်းနဲ့တွေ့ရမှာလဲအမလီခါရကြောက်ကြားရဖြစ်ပြီးတော့လေနေအိမ်ကမှအာမနာကြောင်လင်းကြောင်စားနဲ့တော်ပြီရှင်တို့ဟာဒီနေတော့မတွေ့ဘူးတဲ့မေ အေးပြန်မြန်ကြွမြန်ကြွ အေးဟုတ်တယ်မင်းတို့တင်ထားတယ်လေငွေ3,000စင်ကကွာနေတယ်ကွာ အဲ့ဒီဘာတွေကွာလာလဲ ငါတို့ကရှယ်ယာမမောင်ပဲ3ဦးရှိတယ်တယောက်ကို3,000ပေးရတယ်အဲ့ဒါ3,000နေလားဟုတ်တယ်လေအေးငါတို့ရဲ့လုပ်ငန်းခွင်အတွက်3,000မှာတော့လိုက်တော့3,500ကျန်နေတာ ကျန်တယ်ရစီအဲ့ဒီကျန်တဲ့3,500ကိုကျွန်တော်အဲ့ဒီ share ဝင်3ခု300ပြန်ပေးလိုက်တယ် အဲ့ဒီမှာငွေစင်းတွေကွာသွားတာနော်ရှယ်ယာမမောင်တုံးချ3,000ဒီမှာ3,100ပြန်ပေးလိုက်ရင်ငါတို့3,900သုံးလိုက်3ဦးဆိုတော့3,900အဲ့ဒါ3,300ပို့ရမှာမဟုတ်ဘူးလားငါရှိမှာ3,200ပဲရှိတယ်ကျန်တဲ့300ဘယ်လောက်သွားလဲ ဘလို့ကွာလာလဲ ဘလို့ကွာသွားတယ်300ဆိုတာရန်တန်မို့ရှင်နော်သွားခုချိန်အဲ့စင်းတွေပြန်သွားလို့ယူသွားရှော့ သိကြရဲ့နည်းတော့မဟုတ်ဘူး တခြားလို့က အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ MD မမဘူးလေးကိုတောင်းပေးလိုက်ငွေစီကသူ့ရှယ်ထားတာဆိုသူပဲသိမှာပေါ့ ဟုတ်ကဲ့ ဟုတ်တယ်စင်းချက်ပြန်စစ်ပြီလို့ စင်းနေဘာမှနေလို့လဲကိုတောက်တင်းနဲ့ကိုတောက်တဲ့ အာစီကပြောတော့တင်းတရာကွာနေတယ်ဆိုတော့ဘာမှလေ 300လိုလိုပဲ ဟုတ်တော့ရှယ်ယာရှင်တယောက်စီက3,000နဲ့စုစုပေါင်း3,300စောင်းလောင်ရေးလုပ်ငန်းမှာ3,000 3,500နောက်ပြီးတော့ရှယ်ယာရှင်တယောက်စီကိုပြန်အမ်းတာ300စီဆိုတော့3,300သိန်းစုစုပေါင်း2,800နောက်200ကိုပြန်အမ်းလိုက်တယ်အဲ့တော့စုစုပေါင်းဘယ်လောက် တင်းသုံးတော့ ဘယ်မှာကွာလို့လဲ ဟုတ်တာပဲ မမလေးပြောပြတော့လေမှန်သားပဲ ရှင်းတာပဲ ရပြီဒီမှာလေကျေးဇူးပဲ အာစီတူ အာစီကိုတော့ရှင်းပြလိုက်ပါ ရှင်းရမမောင်နဲ့3ဦးရှိရတယောက်ကို1000စီစား3,000မနေဘူးလားဟုတ်တယ်လေနော်ပြီးတော့တယောက်ကို300စီပြန်ပေးလိုက်တယ်ကွာငါတို့လုံငန်းက3,900စီပြီးထားတယ်3ဆို3,900မနေဘူးလားဟုတ်တယ်လေနော်အဲ့ဒီမှာ3,300ငါ့တဲ့မှာရှိရမှာလေခုငါ့ဆိုင်ကျ300ပဲရှိနေတယ်300ပဲပြောက်သွားတာလေ ကျွန်တော်တို့မမဖိုးခန်းလိုက်တော့တင်းတရာရှိတယ် အေး ဒီခန်းထဲမှာရှိတော့ အဲ့300ကိုငါလိုချင်တယ်ကွာအဲ့စီတော့ကွာ အာစီမမလေးရှိပြန်ပေးလိုက် ဘာလို့ကွာ ဆက်ဆက်လိုက်မနော် ကြုံတော့ဟောလေ ရတော့လေဒီရဲ့ ရှယ်ယာရှင်တယောက်စီက3,100စီစုစုပေါင်းရှယ်ယာရှင်300ဆိုတော့3,300နဲ့ဆောက်လုပ်ရေးလုပ်ငန်းအတွက်ကို3,500သုံးလိုက်တယ်ရှယ်ယာရှင်တယောက်စီကို300စီပြန်ခွဲလိုက်တော့ဘယ်လောက်လဲ တင်းသုံးရှိရ 2,800ရဲ့200ကျန်လာရဲ့ပေါင်းတော့ တင်းသုံးတော့ အဲ့ဒါပဲလေ တင်းတရာတေးပြီ ကြောက်အဲ့300ကိစ္စကိုဒီနေ့တက်တဲ့ကုန်ရှင်းတာပြီးမှမဟုတ်တော့အဲ့တော့အဲ့300စင်းရှင်းတော့ငါကိုယ်တိုင်ကြိုက်တာဆုံးဖြတ်တယ် ဘာလောက်ပါ ကောင်းလိုက်တာအာစီကျွန်တော်တို့ကျွန်တော်ညောင်းနေပြီအာစီ ဟုတ်ကဲ့မင်းတို့နှစ်ကောင်9ရဲ့ရုံမှာကုန်ပြီလားတစ်လောက်လားစားလောက်ရ ဟိုတရားကို10သိန်းပါစီ အေးတယောက်ကို10သိန်းရရင်နော်မင်းတို့နှစ်ယောက်စီကတယောက်ကို9သိန်းစီပြန်ဘယ်လောက်ဖြစ်လဲ 10သိန်းကို အေး10သိန်းကို10လားဆိုရင် 300 အဲ့သိန်းကြီးအောင်ဒီမှာလူတွေနဲ့ထည့်လိုက်တယ်ဆိုပြီးသွားပြီလေကွာ ဒီမှာရောက် တော့ဘယ်လဲ ပြန်ပြေး ဟုတ်ပေါ့
ဘီဘီလေးဘီဘီလေးတစ်ချက်တော့စောင်းငယ်ပြီးတော့ကြည့်တင်ပါတယ်တစ်ချက်လေးစောင်းငယ်ကြည့်အောင်ဖတ်တော့မလို့ဘီဘီ Hi City Hello honey What are you doing? Hey, Hey. Baby Lia ada lah. Kimolia, gini bao tu. Baby Lia gini je bao ke bo. Kazu, Kimolia, apa ini bao yo? Baby Lia, apa ini je bao malah? Baby Lia, kacau ni babi. Tapi no, no drama ni. Kimolia, Dobby, lo macam orang no, baby. ကဲရော့ဒီမှာပတ်စံလာပါဟဲ့နေငါပြောထားတာမှတ်မိရနော် ဩမှတ်မိပါတယ်နောက်ကအေးစေး အေးဟိုအဲ့ဆိုရှင်နေငါ့ကိုနောက်တစ်ခေါက်ပြန်ပြီးရွှေ့ပြစမ်း ဟိုပြောမှာမဟုတ်ဘူးလေမခေါ်သွားတဲ့အိမ်ရှိအိမ်ရှိရောက်မဟုတ်အဲ့ဒါမှကျင့်ရမှာလေဟိုခေါ်တော့မကျင့်ခိုင်းလို့ကျင့်တော့အခုတော့ဟိုတိုင်းဒီတိုင်းမလုပ်နဲ့ ဒီဟာကြည့်ရမယ်နော် ရှင်းကျင့်ပါ ဘာလဲရှောက်ပြောနေတာလေ ဘာလဲ ဘာလို့အဲ့ဒါမှကြည့်ရမှာလဲ အဲ့ဒါမှခုနကပြောအရမဆိုတာပါတယ်လေ ဒီဟာတော့အဲ့ဒါမှကြီးစားစကားလိုက်ပြောခဲ့တယ်ပုချူနဲ့နေငါ့ကိုကြီးစားစကားလိုက်ပြောအောင် တော့ထင်ပါတယ်ဒီအိမ်ရှိလူမြင်ကွင်းမှာတော့ဒီကမလုံခေါင်းတော့ပါဘူးလို့ ရှေ့မနေနဲ့ကဲအဲ့ဆိုလို့ရှင်ဟိုရောက်မှာလွယ်နေမယ်ဟိုနေငါ့ကိုလေအစမ်းတော်မျိုးကြီးစားတစ်ခေါက်လောက်ပြောကြည့်စမ်းပါဟဲ့ မမရေမမကျွန်တော်ရမ်းချစ်တာပဲသိလားဟိုမမကမရဘူးဆိုလို့ရှိရင်ကျွန်တော်တေသွားနိုင်တယ်အဲ့တော့ကျွန်တော်ကိုမမပြန်ချစ်ပါနော်ဒါပဲမလား နေဟာကြီးစားစကားပြောနေရလားဖျားစာယူနေရလား သိဘူးလေဘလို့ ဟိုရောက်လို့ရှင်စကားတွေကမှန်တယ်ပြောနေရ idea မှားနေရ fee မပါပဲနဲ့ပြောနေတာ ဟုတ်ကဲ့ဖီးထည့်လိုက်မယ်လေ ရောက်ပြီဟိုရောက်လို့ရှင် fee အပြည့်နဲ့ငါ့ကို feeling နဲ့ပြည့်သိမ့်နေမျက်ဝင်းနေနေကြည့်အတန်ကြီးအဆနော်ဖလို့ဒီကိစ္စခယူဆိုင်ပြီးပြောနော် ဟုတ် ငါကိစ္စအောင်မြင်သွားရင်ဒီမှာမြို့နောက်ထပ်2000ထပ်ပြီးတော့ချီးမြင်မယ် ဟုတ်တယ်ပြီမအခုတခါလေးပေးလိုက်တော့နောက်ပျောက်သွားမရလိုက်ဖဲနေမှာဆိုလေးပါဆိုလို့ပါ မလားလူကသာစောက်တော့မကြပတ်စံကြတော့မမြင်ဘူးတဲ့ဟာလိုပဲငါပြန်နေလာသွားမယ် ဟုတ်ကဲ့ပြီးရပါ စားမယ်ဝလာကလာဟေးအကေချစ်ဘာလဲစားနေလဲပေါ့စားစို့ ရီးစားစကားပြောခိုင်းတာလေရီးစားစကားစပြောတော့မိုင်ဟောကျွန်တော်အရင်ချစ်တာပဲသိလားဟင် နေ့အတန်နေ့ဖင်နေကြအောင်ပြောနေရလားကြည်ကြည်လေးပြောကြည်ကြည်လေးပြော အော်ကြည့်လေးလားအော်မိုင်ဘာကျွန်တော်ရမ်းချစ်တာပဲသိလားဘာမရကျွန်တော်သိပါကျွန်တော်အများချစ်လို့ ရှယ်မူးပြီးတော့တောင်းချမ်းနေရလားငါ့ feeling နဲ့ပြောနေရလားကြည်ကြည်လေးနဲ့ feed ထက်ကြည်ကြည်လေးနဲ့ feed ထက် အကျေကြီးဖီးထက်အော်မိုင်ဟောကျွန်တော်အရင်ချစ်တာပဲသိလားဘာမရကျွန်တော်ကိုလဲသိသွားတယ် ဟဲ့နင် feed ထက်လားပိုလီကိုဖြစ်နေတာ မဟုတ်ဘူးလေဒုက္ခပဲကျွန်တော်ပြတ်တော့ပဲကျွန်တော် လူရင်းမရဘူး အော်မိုင်ဘာကျွန်တော်အရင်ချစ်တာပဲသိလားဘာမှမရဘူးဆိုကျွန်တော်လဲပြီးသိသွားနိုင်တယ်အဲ့တော့ကျွန်တော်ပြန်ချစ်ပါဗျာနော်မနော် အိုးမဟုတ်တာရှင်းဖောက်စကားတွေပြောနေရလေကျမအပြူစစ်စစ်ရှင်းအပြူမလေးရှင်ဖိုးတော့မှတန်ဖိုးတာမဟုတ်ဘူးရှင်နော်ကျမကိုတစ်ခါဒီရေရေလောက်ကြပြောရမယ်ရလားရှင်ကျမကိုလာပြီးတော့နော်နောက်ဆက်မနေနဲ့ အော်မဟုတ်ဘူးလေနောက်ချက်တာမဟုတ်ဘူးအမခိုင်းလို့ကျွန်တော်လုပ်နေရလေရက်ွက်တဲ့ဝင်ရိုက်နေဦးမှာကျွန်တော် ဟိုကအဲ့လောက်တော့လုံမဟိုကရှုံမှာပေါ့စပြော အော်မိုင်ဘာကျွန်တော်အရင်ချစ်တာပဲသိလားဘာမှမရဘူးဆိုကျွန်တော်လဲပြီးသိသွားနိုင်တယ်အဲ့တော့မကျွန်တော်ပြန်ချစ်ပါဗျာ ဟဲ့အဲ့ဒါပြီးသွားပြီလေရှေ့ဆက်ပြီးတော့ပြောလေခုနကနေပြော ဒီ ပြီး တ တော့ ခုလည်းပဲတင်ထားတာလေ ဘာလို့ငါလည်းပြောရမယ်ဘာလဲဟမ်ရှင်ကကျမကိုပတိသမီးမှန်းသိလို့ချင်းကတ်တာပေါ့လေဟမ်ကျမအဖေကလည်းကြီးကြီးတဲ့ချမ်းသာတယ်ကျမအဖေပိုင်တဲ့ကုမ္ပဏီပဲမြန်မာနိုင်ငံမှာ6ခုလောက်ရှိတယ်ဟဲ့ရွှေတောင်ညာချက်မှာကျမတပတ်တစ်ခါလောက်အပျော်သွားအိတ်တာ
ဟိုတယ်ကြီးပဲ40လောက်ရှိတယ်ဆိုတော့ရှင်သိတော့ကျမကိုချင်းကတ်တာပေါ့လေဟလားဟမ်အဖေသိသွားရင်ဒီဝင်ကလုံးကျမရမယ်မှန်သိတော့တထေးသမီးကိုရှင်ကတခါလေအပိုင်ထိုင်တာပေါ့လေပိုင်းရောက်တော့ရဲ့ ပြောထွက်လိုက်တာမပါစကဒီလိုစကားမျိုးပြောနေမယ်လို့ကျွန်တော်ရင်ထဲမှာတော့ခံစားမိဟမ်မကူညီပါဆိုလို့ကျွန်တော်ရင်ထဲကစေတနာမြတ်တာတေးတတ်တယ်ကူညီတာပါအခုတော့ကျွန်တော်ရဲ့ကိုကျင်တရားနဲ့ကျွန်တော်ရဲ့ဇာတိတောက်ကိုတရက်ကြီးစော်ကားလိုက်တာအဲ့လိုတော့မပြောသင့်ပါဘူးဒီမှာဝေလိုခြင်းလို့ဒီဟာကိုကူညီပေးတာမို့မကျင်နဲ့ပြန်ယူကွာကျွန်တော်စေတနာတော့အဲ့လိုမစော်ကားနိုင်တာကျွန်တော်အရန်ခံတာဟဲ့နားလေတရုတ်ဆောင်နေတော့လေတရုတ်ဆောင်နေရောလေ ဘယ်လောက်ရလဲအတူတူပဲ ဒုက္ခဘာပြောနေတာလဲကိန်းရုံအောင်တော့နည်းနည်းပါလောက်ရမှာပေါ့ရှင်တော့ကျမကိုလုံးဝလာမနှောက်ဆက်နဲ့အေးလုတ်လီဟောဆွဲတော့ရှင်တော့လုတ်လီ ဆွဲလိုက်ရလားဟောရတယ်တော်ရန်နီ ဟိုရီပိုလီယိုက ဟာရရလားဆိုဆွဲတာမမီဘူးမနဲ့နိုင်နေရ ငါ့ကိုဆွဲခိုင်းတော့ဟဲ့ ဒါမဟုတ်လား ဆွဲကြာပါလေကဒီကိုဆွဲလွတ်တော့ရှင်ကျမကို လွတ်လိုက်ပြီလေ မလွတ်နဲ့လေဆွဲတော့ဆွဲတော့ရှင်ကျမကိုလွတ်တော့ရှင်ကျမကိုဘယ်လိုမဲခိုင်းညရပြနေလေရှင်ကျမကိုအဲ့လိုမလုပ်နဲ့တော့ရှင်ကျမလည်းကိုအခုကျမအော်လိုက်ရမှာလားဘီဘီခင်မလေးကိုကဲအောင်သူဒီမှာခင်မလေးကိုအတင်းနေလုံးနေခင်မလေးကြောက်တယ်ဘီဘီဟန်နီ ဟုတ်ကဲ့ဘယ်လို ဘီဘီထွက်သွားပြီပြန်တော့မဆွဲနေတော့ရှာပြီးမှသွားတယ်ပြန်တော့ဆို မလွတ်တော့ မလို့တော့ပြီးပြီပတ်စံလေးကသွား မရဘူးလုံးဝမလွတ်နိုင်တော့ဟမ်ကျွန်တော်ဘဝမှာမင်းမွေးတွေကမိမရဲ့အသားကိုတစ်ခါမှမထိဘူးကိုမရဲ့အသားလေးကိုထိလိုက်ရလေနူးညံ့အိနေတာကျွန်တော်ရင်ထဲမှာတမျိုးရဗျာအဲ့တော့ဘူးတော့မဟုတ်ကျွန်တော်ချစ်တယ်ကျွန်တော်အဖြစ်ကျွန်တော်တမိသားလောက်ကြမယ်လေ ဒီငါထွက်သွားတော့လို့ပြောနေရနော် မထွက်နိုင်တော့ဘူး တို့တော့ပြောနေတော့ငါ မထွက်နိုင်ဘူးလောက်ချင်လို့အဲ့ဟန်ချစ်လို့ပါ marry me I love you marry me ချက်ချင်နော် ဟယ်လို ဟယ်လိုဟိုဘီဘီလေးတို့အိမ်ရပါလားရှင် ဖုန်းမနေပါလေဗျာနော်ဦးအေယာဝေအိမ်ကိုရောက်နေပါလေခင်ဗျ အော်ဖုန်းမမပါဘူးရှင်ဟိုမီးရမှားသွားလို့ပါဟိုအဲ့အိမ်ကလေးဟိုအိမ်ချွတ်နဲ့ကောင်းကြီးရှိတဲ့အိမ်မလာရင်ဟုတ်တယ်မလား ဟောဘယ်သူပြောရလဲဗျာကျွန်တော်တို့နှစ်ယောက်စလုံးအိမ်ဝင်ထားတယ် အော်ဟိုအိမ်ချွတ်နဲ့လေဟိုတာမိုမီတာဆိုလားပါလား တာမောမိတာလေ တာမောမိတာလားအေးပြောမယ်လို့ခဏကင်ထားပါလို့ပြောလိုက် ခဏခိုင်းတာပါအော်ခဏခိုင်းတာပါလေပြောမယ်တဲ့ ငါပြောမှလေ ငါပြောမယ်တဲ့ ဟောတော့ငါပြောမှဖုန်းပေးအေးတုံးဟယ်လို ထိုင်ပြောလေ โอเคကျွန်တော်ထိုင်ပြောပါမယ်sorry ပြောပါခင်ဗျာ ဟယ်လိုဘီဘီလေးလာရင် ဟုတ်ပါလေဘယ်သူလဲမသိဘူး အော်ဟိုတာ
မိုမီတာဆိုရင်ဘီဘီလေးမဟုတ်လားလို့ ကျွန်တော်စီကိုအဲ့လိုဖုံးဆက်မဲ့လို့မရှိဘူးတခါမှမကြုံဘူးဗျ အရင်ကမရှိမဲ့အခုရှိလာပြီပေါ့မနာမည်ကလေခင်မော်လီတဲ့ဟောရီယာဘီဘီလေးကိုလေအရန်ကြီးကိုဖြစ်ညစ်ချစ်ချစ်နဲ့ခင်မော်လီ အောင်မလေးအားရလိုက်တာဗျာအားကိုရှိသွားတာပဲဒါပေမဲ့ကျွန်တော်မတည်ရဘူးကြောက်တယ် တက်တရရှိလိုက်စမ်းပါဘီဘီလေးရဲ့ဟောရီယာမတော့လေဘီဘီလေးအတွက်ဆိုရင်လေကြောကြောဝင်ငွားငွားစစ်စစ်နဲ့ကိုတက်တရအပြည့်ရှိတာ ဘောဝမ်းလာလိုက်တာအားရရန်ရှိလာပြီဘယ်လိုဘေဘီလေးရဲ့ နေအားရှိုံနဲ့အားရယုံနဲ့မဟုတ်ဘူးနော်မဟုတ်လေအားကိုလို့တာရတယ် အော်အားလည်းကိုရမယ်အားကိုပါတယ်တမယုံရဲပါဘူးဗျာတွေ့မှမတွေ့ဘူးဒါလို့ အမလီတွေ့စင်တွေ့လို့ရပါတယ်နော် ခဲပေါ်လား ဟောရီယာဘေဘီစတီလီယာသာတွေ့စင်တယ်လို့တခွန်းလေးပြောလိုက်မကလေဘလို့အခက်ခဲတွေပဲဖြစ်ဖြစ်တားဆီးတွေပဲဖြစ်အကုန်လုံးဖြတ်ကျော်ပြီးလာတွေ့မှာ အင်းကတော့ရန်ချုပ်တယ်လားဟိုတယောက်တော့မထွက်ရဲဘူးနော် အဲ့ဒါလူကြီးတွေရှင်းဟောင်းယူစားနေပါလူငယ်တယောက်ကိုလေအခုလိုမျိုးပိတ်လောင်ချုံလောင်ထားတော့လုံးဝလက်မခံနဲ့အားလုံးလေးတွန်းလှန်ပြလိုက်နော် တော်လန်းမယ်မလန်ရဲပါဘူးဗျအတွေ့အကြုံမှမရှိတာကျွန်တော်ကြောက်တယ်ဗျ အမလီဘာမှကြောက်မနေနဲ့နော်ဘေဘီလေးအင်အားလေးနှင်ချလိုက်လို့ရင်တစ်ချက်ထဲသာဆင်းခဲ့လိုက်မမလေးအိမ်ရောချန်ရောအများကြီးရှိရဲ့ဘေဘီလေးဖာစားချင်တယ်လေဟိုတယ်ဒီမှာနေတိုင်းကိုတက်ပြီးတော့ဘေဘီလေးကိုကျွေးကုန်မှာ ဟိုတိပါတယ်ဒါပေမဲ့ခဏအတွေ့အကြုံမရှိတော့ကျွန်တော်ကြောက်တယ်ဗျ မတယောက်လုံးရှိပါတယ်ဆိုမှဘေဘီလေးရလဲကွာဘေဘီလေးရတာလေခေါင်းတစ်ချက်ညှိလိုက်မလေးဟောရီယာဘေဘီလေးကိုတစ်သက်လုံးကိုစောင့်ရှောက်မှာ တကယ်ပြောတာလားဟိုပြီးမှဘေဘီလေးတယောက်တည်းမထားခဲ့နဲ့နော် ဘာလို့ပြတ်သွားမှာလဲမစီကိုသားလာခဲ့တိတ်လားဘေဘီလေးကိုလေမရဲ့ရင်ခွင်းမှာတစ်သက်လုံးထွေးပွေထားမှာမစီကိုသားလာခဲ့ပါဘေဘီလေးရောနော်လို့ တကယ်ပြောတာဒါပေမဲ့ကျွန်တော်ကြောက်တယ်ဗျ ဒီမလေးဘေဘီလေးကအတွေ့အကြုံမရှိဘူးဆိုအခုတော့ကြောက်နေမှာပေါ့ ဟိုဒီနေ့တော့မတော်လာရဲသေးဘူးကျွန်တော်ကဟိုတက်တိမွေးအောင်ပါလေ ကဲဒါဆိုဒီလိုဒီနေ့တနေ့လုံးအောင်မွေးလိုက်နဲ့ဖြတ်ကြတော့မှမအောင်ဘေဘီလေးကလာတွေ့ဟုတ်ပြီလားဟမ် ဘေဘီလေးကဘယ်ကိုလာတွေ့ရမှာလဲသူများလည်းမြင်ရက်စရာကြီး အော်ဘေဘီလေးကလည်းခလေးပုချွတ်ကွေးလေးကြာနေရပဲဟောရရှိတီလေးကိုဘသူမှမမြောင်းတိတ်ခိလာတွေ့ပေါ့နော် ဟိုဒါဆိုရင်ဟုတ်ပြီကျွန်တော်ဟိုလေးဖုံးဝါရုံလေးလို့ရပြီလို့ရလား ရတယ်နော်ဖုံးဝါရုံမကလို့လေပြတိုင်းတော်လေးလို့တွေ့လဲရတယ်အထက်ကအရေးကြီးတာလေဟောရဘေဘီလေးရဲ့မရဲ့အပြစ်မတွေ့ကြဘူးပဲနော်ဘေဘီလေးနော် ဟုတ်ပြီဒါဆိုရင်မနေ့ပြန်ကြရင်ကျွန်တော်ဖုံးဝါရုံလုပ်ပြီးတော့ရပြီမယ်နော် Uzaki, mochi. Okay. Di phô ai liu đi heo cả nhà, mama học biết khai lại đàm lại. Tua, mama học ba ma lại đi lệ. Mama bảo ta yok, ta soi yok. Là mà lúc này nó. Mà lúc bảo tay, mà lúc bảo. Mà phô ai ở chi về. Baby Lee à, phô ai yok lên làm mẹ lúc giọt thao. Đi đi à Baby Lee bỏ.ဟုတ်တယ် Baby Lee. Chà. Baby Lee hả? Anh làm gì phô ai yok gì mà này rồi. Bữa lâu lúc chuyện tôi ăn mà này. Lên mà nhìn thấy khen đó Baby Lee đó. မထွက်ချင်ဘူးအပြင်တော့လူတွေမြင်ကုန်မှာပေါ့ Baby Lee hả? Áo sợi má này Baby Lee này. Bữa lâu lúc chuyện tôi ăn mà này luôn. အယုတ်တဲ့ဝင်ကက် Okay, we make. အော်မဟိုဘက်လှည့်ပါလားယင် ဘာဖြစ်လို့လဲ Baby Lee ရဲ့ ဘေဘီလေးရှက်တယ်
ကဲဘေဘီလေးကတော့လောက်တော့မယ်ဒါဆိုရင်ဘေဘီလေးတော့ဆိုဘေဘီလေးနဲ့ကြောချင်းကလေးစကားပြောမယ်နော် ဟုတ်ပြီဘေဘီလေး ဗျာ ဘေဘီလေးမျက်နှာမမြင်အောင်ဆိုမအောင်ဘေဘီလေးကိုစမ်းကြည့်ချင်တယ် ဗျာ နော် ဆန်းဘာဖြစ်လာလဲဘေဘီလေး မမလည်းဘေဘီလေးကိုစမ်းတော့ခါလာတော့ရတာပေါ့ ဘေဘီလေးကတော့လောက်တော့ဘာလဲဘေဘီလေးမမနဲ့စတွေ့တော့ဘေဘီလေးကတောက်တောက်တင်းတင်းကြီးပါအခုဘေဘီလေးပိန်သွားတယ်လို့ပဲမစိတ်တော့မကောင်း မပိတ်မဘူးအရင်တိုင်းပါပဲမမလည်းဘာလို့ပိတ်ရမှာလုံးလို့ဒီရောက်တော့မှဘေဘီလေးကမထားနိုင်တာလေလုပ်လို့ရတယ်လေမမဘာဖြစ်လဲမမကြိုက်တယ်ဘေဘီလေးမရတော့ဘူးမအရင် ဘာလို့မရမကြိုက်ပါဘူးလူကြမကောက်လူကြပါဘာကြိုက်ရမှာတော့ ဘေဘီလေးတော့ကပါရှစ်ဘေဘီလေးဘာလာရောရှစ်ဒီမှာဘာလာလုပ်နေရလဲဟမ် ဘေဘီလေးလေခိုင်းတာဘေဘီလေးကိုတွေ့မယ်ဆိုပြီးခေါ်ထားတယ်လေ ရှစ်ဘာခေါ်လို့လဲကျမခေါ်ထားတာကျမရဲ့ကိုတုံးလေးဘေဘီလေးကိုခေါ်တာရှစ်ကလေးစစ်မလုပ်နဲ့နော် ဖုန်းထဲမှာလေဘေဘီလေးတော့အရန်တွေ့ချင်တယ်လို့ပြောတယ်လေအိမ်မှာကြိုက်တာစားဟိုတယ်မှာလည်းထားမယ်လို့လေသူပြောတာလေ ရှစ်ကလေးကစစ်နေညနေတွေမတော့နဲ့နော်ကျမပြောနေတာရုပ်ဖြောက်ဖြောက်ဘော်ဒီမိုင်းမိုင်းနဲ့ဘေဘီလေးကိုပြောတာလေ သူတို့ကဒီမှာလည်းရုံဖြောင်းဖြောင်းလေဘော်ဒီမိုက်မိုက်ပဲလေ နင်တို့ကဘာလုပ်နေကြလဲ သူတို့ကြီးရအောင် ရှင်တို့ဟာဘာလုပ်နေလဲ ကျုပ်တို့ကလူကနေဗျ ဘာလို့လဲရှင်တို့ကတမျိုးရှင်းရတမျိုးရှင်တို့ကတမျိုး ဘေဘီလေးအလူကန်းလေဘေဘီလေးလူသားလေအခုခြေရမယ့်ရေရီယာကတတ်တိရှိရှိပြက်ပြက်သားသားလုပ်ရမယ့်ရေရီယာပဲလုပ်ရပါ ဘာရေဒီယာမလို့လဲဆရာရဲ့အဲ့ရေဒီယာလုပ်ပြီးလို့ရှိရင်လေဟိုသမီးရဲ့ဖူးစားရှစ်အစင်လေးနဲ့ဟိုအစင်ကြီးမလားယင် ပြီပါပြီနိုင်ပါလေပြီလည်းပြီပါလိမ့်မယ်ဟင်းမလေးပြီပေါ့ သူနဲ့သာနေရမယ်ဆိုတော့လေခင်မော်လီဘာမှမကြောက်ဘူးတတိလေအပြည့်ရှိရဲ့မကြမရွနာမတော့ခတ်ပါမှာခင်မော်လီပဲ ရုံနေ ဆရာဟိုအဲ့ဒါဆိုရင်လေသမီးဘလိုမျိုးတတိရှိရှိနဲ့ဘလိုရေဒီယာမျိုးချင်ရမှာလဲ အရင်ကလိုပါလေဟဲ့အဲ့ဒီအမျိုးသားအိမ်ရှိမှာခင်မော်လီရောအဖြူဝမ်းဆက်ကိုဝစ်ပြီးတော့လက်တစ်ဖက်ကစပယ်ပေါင်းတင်ထားရမယ်လက်တစ်ဖက်ကကြားလုံးငါးလုံးကိုတင်ပြီးတနာယူတိတိရပ်ပေးနေရ ရမသူနဲ့သာနေရမယ်ဆိုတော့လေတနိုင်မကလို့စေနိုင်ဆိုလေခင်မော်လီတော့ပြုံးပြုံးလေးနဲ့ရပ်ပလိုက်အောင်ပါ ယုံနေယုံအော်နေကိုဆရာပြောလို့ခုမေ့သွားတယ်အဲ့ဒီရေရီယာခြေနေတဲ့အချိန်မှာမျက်လုံးမှိတ်ထားမှာနော်လုံးဝဖွင့်မကြည့်ရဘူးဖွင့်ကြည့်တာလည်းရေရီယာပြက်နေတယ် မဖွင့်ဘူးဆရာလုံးဝမဖွင့်ဘူး ဟုတ်ပြီတနာရီပြည့်လို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာလက်ထက်ကလည်းစပယ်ပါမရှိတော့ဘူးဒီဘက်လက်မှာလည်းကြားလုံးမရှိတော့ဘူးဆိုရင်ရေရီယာအောင်ပြီလို့သာမှတ် အရှင်ဗျာတပည့်တော်အမေရိကန်တိုင်အောင်မှာဝင်ရောက်ဖြည့်ဆူထားတဲ့ဂျိုရုတိဆောက်ရေးတင်နန်းဝင်ဝတ်ဆံမိုးဝဲဒီနေ့အောင်စင်းထွက်မှာပါဗျာဟိုဖြည့်တော့ကတော့ရန်တန်းဖြည့်လိုက်ပြီမဲ့အောင်စင်းထွက်တော့လဲတပည့်တော်အောင်ကျင်ပါတယ်ဗျာအဲ့ဒါကြောင့်လေဟိုဒီဝင်ခွင့်တင်နန်းလေးအောင်မြင်ပြီးတော့တပည့်တော်ကဘာကျော်တိတ်ပံပညာရှင်ကြီးဖြစ်ရပါလို့ဗျာစောင်းရင်းပြီးတော့ဟိုပါဗျာ ကာလီမန်မယ်တော့လား ဆရာရဲ့ကာလီမေတော့ဒီလိုမဖြစ်ဘူးလေမဲတယ်လေတော့သူလက်တွေအများကြီးပါတယ်လေသူကနှက်လက်တဲ့လေဆရာရဲ့
啊，他都关音关音，哦，关于အဲ့လိုမကြည့်ပါဘူးဆရာရဲ့ 冇关，哇，这家လုံးနဲ့မနေလေးများဝင်နေပြီအဘာပြောမနေဝင်ဆိုအဲ့တကြားလုံးစားရအနေကင်းနဲ့ကလည်းတလုံးပဲ ဆရာကျွန်တော်ချောင်းဆိုးနေတယ်ကျွန် ဩ တော် အနေကင်းမှာဆိုစားတော့မဟုတ်ကိန်းလို့ပဲလဲအောင်ပေးတယ်လာပေးတာအေးချင်းလာပေးတယ်မသိရပုံလိုက်ရဟာပြောပုံလိုက် ဆရာမကြည့်နေမကြည့်ချိုးချင်ရဆက်တယ်လို့啊，过来。 ကြားလုံးပြောတယ်ဘာမှပြောပန်းနေ 哦，ဆရာဘုံမလဲပန်းလာရောက်တာတရားမယ် အော်ပန်းရောက်တဲ့ကောင်တွေကဒီဇိုင်းမျိုးထွင်နေကြတာဟုတ်ဟုတ်ပြီရောက်အဲ့ပန်းနေအားလုံးမင်းကကောင်းမှချစ်တယ်ကွာဟုတ်ကဲ့ပြီးတော့တန်းတော့ပေးလိုက်ပြီးမလို့သွားရကြည့် ချိန်ပြီဆရာကြီးကားတော့ပန်းတယ်လေဝေးတာပဲ မင်းချစ်ပြီဘာမှမပြောဘူးဟိုညီမလေး ဟုတ်လေဆရာနည်းနည်းကြီးတယ်ညီမကြီး ဟောညီမဝါကြီးဟုတ်ညီမကြီးဦးတို့အေးရှိုးကမှပိတ်နေတယ်ကားထွက်စီလို့ဟုတ်တယ်နော်ကိုကြီးတို့အေးရှိုးကပိတ်နေကားထွက်စီလို့ကိုကြီးတို့လမ်းနဲ့ဖက်ပေး အောင်ပြီလေကြားရမလား ကြားတယ်လေဆရာ အဲ့တော့ငါလည်းအောင်ပြီပေါ့ မဆိုင်ဘူးလေသူ့အောင်လာလေ ငါပြန်တောင်းသွားကြည့်ကြမလို့ငါလည်းအောင်ပြီလေဒါပုတ်ပတ်နမိတ်ဆိုင်တယ်ခေါ်တော့ကွာအောင်ပြီငါလည်းတကယ်အောင်သွားပြီဒါလို့သွားကြည့်ကြမလို့โอเคကျေးဇူးတင်တယ်ညီမကြီးသွားမယ်ဆရာကပွင့်နေတော့အောင်ပြီအောင်ပြီအောင်ပြီ မင်းငါ့ကိုသိလားမသိဘူးမင်းငါ့ကိုမသိဘူးလားသိရဲ့ပြောစမ်းငါဘသူလဲမသိဘူးဟာအခုပဲသိတယ်ပြောလိုက်အခုပဲမသိဘူးပြောလိုက်နေဘာလဲမင်းဟာကြောင်လိန်ကြောင်စားကက်လိန်ကချစ်ကူလီကူမလားဟမ်မဟုတ်ပါဘူးမဟုတ်ပါဘူးငါမီးတာကိုမှတ်မှတ်ချင်းမှတ်မှတ်ပြောဟုတ်လို့ကတော့ ဟောပေါက်တယ်နော်ငါလက်စာရီမိသွားမယ် မပြောမယ်မှန်မှန်ကန်ကန်အခုလုံးပြောပါမယ်အမကြီးရဲ့ ကောင်းပြီဒါဆိုမင်းတို့အိမ်မှာကိုတုံးလုံးတဲ့လူတစ်ယောက်ရှိတယ်အဲ့ဒါဘယ်သူလဲ မမလေးကလည်းကျမတို့အိမ်မှာကိုတုံးလုံးနဲ့တယောက်မှမနေပါဘူး တိတ်ဆိုင်အမနော်ကြောင်လိန်ကြောင်စားလုပ်ပြန်ပြီလားဟမ်မင်းတို့အိမ်ကတာမိုမီတာကိုတုံးလုံးနဲ့မဟုတ်လို့ဘာနဲ့လဲ တောင်းမမိတာလားမမလေးကလည်းတောင်းမမိတာဘောင်းကြီးပါတယ်လေမမလေးရဲ့ ရှေ့ပြန်ပြီဟဲ့ငါကိုတုံးလုံးဆိုတုံးလုံးလိုက်လေဘာကိစ္စအဲ့ဒီဘောင်းမီကထည့်ပြောနေရတာလဲ ဟာမိုင်းရလေအဲ့ဘောင်းကြီးထိုက်ပြောမှာပေါ့လင်းမို့ဆိုလူကြီးမကောင်းသူကြီးမကောင်းသူ မိတ်ဆက်အဲ့ဒီတာမိုမီတာဘာလဲ တောင်းမမိတာလားအင်းကလူကြီးတွေပြောတာတောင်းမမိတာဟာဂျိုးသားတဲ့ဟာမဟုတ်တယ်နော်သူကတကယ်ဂျိုးသား တာမိုမီတာဂျိုသားဆိုပါလားဒါဆိုဘေဘီဆရာပြောတာလေဖူးစာဆရာဟဲ့နင်တို့အဲ့ဒီတာမိုမီတာကိုဘာလုပ်ထားလဲငါ့ကိုပြောစမ်းနင်ငါ့ကိုပြောကြောင်လေးကြောင်စားလို့တော့ဒီနေရာနေနင်ပွဲစင်းပြီးသွားမယ် ဟုတ်ကဲ့ပြေးပါမယ်အမရဲ့ကြောက်လေပြောမယ်လေဟိုမလေးကတောင်းမမိတော့ဘယ်မှမသိဘူးခေါ်လာအိမ်ကနေအိမ်မျိုးမထွက်အောင်လို့ကျမတို့စောင်းရှောင်းဆိုတော့ကျမတို့စောင်းရှောင်းနေတာပါရှင် ဘာပြောလဲတာမိုမီတာကိုအိမ်ထဲကနေအိမ်ကြီးမထွက်ရအောင်ဟဲ့လား ဟုတ်ကဲ့ ခင်မော်လီရဲ့ဖိုးစာရှင်အဲ့လိုထိန်းချုပ်ထားလို့ဘယ်ရမလဲခင်မော်လီရဲ့အကြောင်းကောင်းကောင်းကြီးညာပြရသေးတာပေါ့ကွာ